အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ຫນွေရတော့အဖန်စဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မှာတော့ဉာဏ်ရစာတွတ်ပြီးကျွန်တော်နဲ့ဒုက္ခရစာဆိုတဲ့စာအုပ်လေးကိုဖတ်ပြတော့မှာဖြစ်ပါတယ်အခန်းတစ်စာတန်းတင်မိတက္ကသိုလ်ကျောင်းသားများတနေ့တနေ့ကျွန်တော်တို့မိသားစုအဖန်ရတောက်နေကြစဉ်ကျောင်းဆရာလေးကိုကြီးနိုင်တဲ့တကွခက်ငယ်ငယ်ယောက်ျားပြူတအုပ်နဲ့မိန်းမပြူတအုပ်တို့ရောက်ရှိလာကြသည်ဟာကိုကြီးနိုင်လာပြူတွေ့တာတော့ကြာပါဟုတ်တယ်ဆရာတို့ကျွန်တော်အလုံးနည်းနည်းရှုံနေလို့ကျွန်တော်လေကိုကြီးနိုင်နဲ့သူပါလာတော့နှစ်ဦးအားကဲခတ်လိုက်၏လူငယ်ဆုံးတွေဟာချမ်းသာပညာတတ်တွေထဲကဖြစ်ရမယ်ဘလို့အကြောင်းမျိုးရှိနေပါလိမ့်ဆရာတို့ဟောတာရန်ကုန်တက္ကသိုလ်နောက်ဆုံးနှစ်ကမောင်လေးမောင်နဲ့မတ်အင်ဂျင်ပါပဲကျွန်တော်မိတ်ဆွေတွေပေါ့ဟုတ်ပါတယ်ဆရာတို့ခင်ဗျာအကိုကြီးနိုင်အကူကြီးနဲ့ဆရာတို့စီအကူကြီးတခုတောင်းရင်လို့ပါခင်ဗျအလေညူကလာတဲ့အကူကြီးဆိုပါလားစသားကြောင့်လေလှုပ်ပြုံးမှာအဲ့ဒါတွေအာနာစီယာမတဲ့ညီစသားကြောင့်ဖို့စီရွှဲပကံကိုချပြီးစားလိုက်ကြပါအောင်ကွယ်ဒါမျိုးကရန်ကုန်မှာစားရပေခြင်းမမတို့ကတောင်သူတောင်သားဆိုတော့စေတနာအပြည့်ပဲကွယ်အဲ့ဒါဆိုအဲ့ဝကြည့်ဖို့ရမယ်ကွယ်ကျွန်ုပ်ကကြဲ့ရွပြုံးမိလိုက်၏ကျွန်ုပ်ထံသို့မြို့ကြီးပြကြီးမှလာရတော့ဆက်ကြသူတိုင်းဒီလက်လာပါနှင့်ရှင်၍လာတတ်မှန်မသိမိတယောက်နောကြည့်နေပြီမဟုတ်လားမြမလေးနဲ့လက်တမျိုးလှတာပါပဲလားရောပါအောင်ကျွန်ုပ်တက်နေတာဆိုကိုညီလေးမှာပါသူတို့ဒီလိုပါသူတို့မြောက်ကစားတန်းနေဘူးဒီစားတန်းနဲ့ဘွဲ့ကြောင်မို့လို့ပါကျွန်ုပ်နဲ့အဲ့ဒီစားတဲ့ဘလို့ပတ်ကြံနေလို့လဲဆရာကြီးဟုတ်ကဲ့ပါပတ်သက်ပါတယ်ဆရာတော့သူတို့ထင်ရမယ်စားတန်းကိုမုံဆိုးဘဝမုံဆိုးအတွေ့အကြုံဖြစ်နေတာကိုကျွန်တော်အထူးအံ့အားသွားပြီးရပြီအလိုကျွန်တော်တို့တွေမုံဆိုးတွေကြောင့်ကျောင်းစာတွေမှာပို့ချရတယ်ဟုတ်လားဆရာလေးဟုတ်ပါပြီလားဆရာတို့ဘာသာရဲ့တော်များများမှာမုံဆိုးတွေရဲ့ကျေးဇူးဟာရှိပါတယ်ဥပမာမနုဿဗေဒဆိုလူဖြစ်စဉ်လေးလာတဲ့ပညာရဲ့တတဝါတွေလေးလာတဲ့သတ္တဗေဒတပင်ပန်းမာတွေကိုလေးလာတဲ့ရင်ယုခဗေဒအစတွေကပညာရဲ့တွေမှာကုံမိုးဆိုရေမိုးဆိုနဲ့ယုခမိုးဆိုတဲ့ပုံကိုယ်တွေမပါရမပြီးဘူးဆရာတို့ရောအဲ့တော့ဒီမကြောင်မှုသောပြည်ကြီးများဖြင့်မိမိရဲ့လှုပ်တဲ့ဂုံယူမိခြင်းဖြစ်နေတော့ဤပြုံးမိကြီးနှုံးမိတော့ဤဒါစီတို့ကိုကြွားရအောင်မနာလို့ပြစ်ကြပေးရဟုတ်ကြမင်းကျွန်တော်ဤပြည်ကြီးကိုမျှဝေခံစားဂုံယူလို့ဖြင့်ဂုံယူစီလို့ဖြင့်ကျွန်တော်ဤမိသားစုကိုတစ်ချက်စောင့်နေကြည့်လရင်သူတို့မျှဝေခံစားနေရကြပြီမှာပတ်စရရဲ့ဘူးပါတိဝယ်ရမင်းတို့တော့သူတွေတော့ကိုကြည့်လိုက်ကိုလာပါလာနော်မပါလေဗျာဘုန်းကြီးကစကားဆက်ကြီးကဘာလူဘောဆမှာကဘာလူဘောဆမှာအတိုးတာဆုံးတတ်မှတ်ခံရတဲ့လူလုံငန်းဟာအမဲလိုက်ခြင်းပဲဗျကိုထက်အပေါင်းမြတ်အစအပေါင်းအများစွာကြီးမားတဲ့တရိษံကြီးတွေကို6%ကျုံသားတွေနဲ့ရှင်မြန်အနာယူရတဲ့ခိကစပြီးလူတတဝါထဲမှာညံမြင်နဲ့ကဘာကြီးကိုလှမ်းမနိုင်ရတာမဟုတ်လားဗျကြောက်ပြီလားကွာတမိုးစားဖူးလုံးမီဟုတ်ပါပြီဟုတ်ပါပြီကျွန်ုပ်တို့ဟာလူလောကရဲ့အကျိုးဆောင်များဖြစ်ကြပေရဲ့ပဲကိုဖို့မသူတော်ဖြစ်မှာဆိုးလို့ဖွင့်ပြောခဲ့ကြပါမိမအကျိုးဆောင်တာများကြီးပြောနေရသေးတယ်ခုလိုစီရလေးနဲ့တက်ကတူကျောင်းသားတွေအကူကြီးလာတောင်းတော့ကိုကြီးပေးရမှာပေါ့အဲ့ဒါလို့ဆိုတော့ကျွန်ုပ်ရဲ့မိုးဆိုးတဲ့အရာအတွေ့အကြုံအများကိုတော့ပြရမှာပေါ့နော်ဟုတ်ပါတယ်ခင်ဗျဆရာတို့ပြီးဆိုတာကထူးခြားတဲ့အတွေ့အကြုံပေါင်းစုံအမရှိပါခင်ဗျ
ကျွန်တော်ကြုံရတဲ့အတွင်းမှာဘောင်းဆိုကပြော့ပြနေရင်တော့တထောက်တညပုံမြင်ကြီးတွေထက်တောင်ရှင်းနေအောင်မယ်နဲတဲ့အတွေ့အကြုံတွေးလာဗျာပြေးခဲ့ရတာလေဒီအတွေ့အကြုံတွေကမယနာကြိုင်ဝင်ဒါမှမဟုတ်မသေးသေးပင်ရှိတဲ့နေရာကိုတွားရခဲ့ခြင်းကဖြည့်ကြုံခဲ့ရတဲ့အဖြစ်ပြဟာထူးဆန်းအောင်ပဲကောင်းလို့ကျွန်တော်ယခုတည်းမျက်စိတွေကမထွက်သေးပါဘူးအဲ့ဒီအကြောင်းကိုအရင်ပြောပြပါမယ်တက္ကသိုလ်ကျောင်းသားတို့ကသူတို့ဘုတ်အုံများနဲ့ဖုန်တင်များကိုထုတ်ကကျွန်တော်ပြောတဲ့မြတ်ကိုရေးမှတ်ကြရင်ပြင်လေပြီမဟုတ်ဆိုးပါနဲစဉ်ကာလတစ်ခုကပေါ့ကျွန်တော်ဤအတွေ့အကြုံများအားစဖတ်သူတို့ဖောက်ရပုံမော်ချုံမောရန်ရုပ်ရှင်ကတန်ကားနဲ့တင်ပြအပ်ပါမည်ပုံညာရာစာတက်ပြီခန်းနဲ့စောပန်းမွေးနဲ့မစ္စတာစမစ်ကျွန်ုပ်နဲ့တပည့်ကျော်ဘက်ကလေးတို့မှာတက်ကြီးစကားတောင်းရကြားဟုတော်စကားဆိုယူတိုင်းမုံဆိုးအတွေ့အကြုံဘဟုတများကိုစီးပူးရှာဖွေနေသူရှိရာယခုလေရိုးမတစ်ထိုးလို့ရေးစခန်းတစ်ခုတွင်စောအုပ်ကြီးဤစောပန်းမွေဤအိမ်ကိုရောက်ရှိနေကြလေသည်တနေ့တိုင်းကျွန်ုပ်နဲ့တပည့်ကျော်ဘက်ကလေးတို့သည်ထုံးစံတိုင်းအလိုက်ချိန်ရ၏တောအုပ်ကြီးစောပန်းမွေးစီမုံဆိုးပခုတုတရရန်ရှောက်ခဲ့ခြင်းဖြစ်သည်အဲ့ဒီတုန်းကငါကတော့ကောင်မရှိသေးတာဝင်တော့မျက်နှာဖြူကအလကားကမင်းယူနေတာငါကတော့အမဲလိုက်တတ်တယ်ဆိုတော့တူဖြစ်ရှင်နဲ့ငါတူဖြစ်ရှင်ငါ့ကိုခေါ်လာရတယ်သူတော့ဝက်အပြစ်ကောင်းလို့ငါနဲ့ငါမိမကြီးအကြီးကျယ်နှမန်းတရားဘူးတယ်တော့ဝက်ဖြစ်တန်းနဲ့ဖတ်ကြီးကမိမနဲ့နဘက်တဘာဆိုင်လို့လေဗျဆိုင်မဆိုင်နီးလို့နားထောင်မယ်ငါပြောပြမဝေးဒီလိုတခါကဝင်းနောက်မစ္စတာစမစ်ကတော့ကောင်စောပန်းမွေးကိုခေါ်၍လူလေးကျွန်တော်တော့ဝက်ပြီးချင်တယ်ကောင်းကောင်းစီနေပေးတာပါအေးမမတကယ်ကြီးစောပန်းမွေးခေါင်းကောင်းရေးပြခဲ့ရသည်တော့ဝက်သည်သူတို့စကန်ဝင်းနေမှုနောက်ကိုပြောပြ၍လေဝင်းတော့မျက်နှာဖြူကရမမထင်တော်ပြီးချင်နေမဖြစ်မနေစီစီပေးခဲ့ရသည်အင်းဝမ်းတော့တုံးပါလေတော့ကြောက်ပြစ်ချင်နေတဲ့ဒီချမ်းဝင်းကျင်မှာလဲမရှိတဲ့အကြောင်းငါပြောလို့မရဘူးလို့ငါအိမ်ကကြက်တွေကိုတော့ကြက်ဟန်ဆောင်ပြီးအပစ်ခမ်းရလို့ကုန်ခဲ့ပြီခုလာပြန်ပြီတရားစောဝဲမင်းကြောင့်ခေါင်းချောင်းမတက်စဉ်းစားရင်တတိယမြင်ပါပြီဟုတ်ပြီပေါလာတော့ဘက်မှာတခါတလေတော့ဝက်လာတဲ့တဲ့နည်းနည်းတော့လန်းနေမတတ်နိုင်ဘူးအဲ့ဒီဒီလိုခေါ်ရရမယ်အားနေတွေဝင်တော့မစ္စတာစမစ်စောဘမွေးနေအတူအကွာလူနဲ့ဦးတော့ပြင်ပေါလာတော့ဘက်တို့ထွက်ခဲ့သည်တိတ်မွေးဘူးမလားလူကလေးသူကငင်းကမောတယ်လေမောကိုဆွတ်စီရမယ်ပေါလာတော့ကအတန်မင်းလှမ်းကြည့်ရာမစ္စတာစမစ်မှာမောပန်းလာကြည့်ပြီရောက်သေးဘူးလားလူကြီးတကယ်ကြီးမောလာပြီမမနောက်တလွားထွက်လောက်ဆိုရင်ရောက်ပါပြီပေါလာတော့တို့ရောက်လျင်တချုံဝင်တော့ဝါရှာကြသည်စောပမွေးအဖို့တန်ဆိုးချေရွယ်သည်တော့ဝါဟူ၍တကောင်းမှရှာပြမတွေ့ချေတခေကြီးစမမစိတ်ဆိုးလာချီပြီတရှင်ကိုတခင်းကြီးကိုမောလုပ်တယ်တမ်ဘယ်လီဒီဖူတောက်ယူနေသာတောက်ယူဘိုးဆိုရဲ့မောပန်းရသည်စေတော့ဝါပြည့်လာတော့ဆန္ဒပြွားရှာတဲ့ဖြင့်တခင်ကြီးမစ္စစမစ်မှာစောပန်းမွေးအပေါ်အမြတ်ရှာခဲ့ချေပြီမောင်မင်းဘယ်ဒီညက်နဲ့တော့ကောင်နောက်နေကြတေချာပေါက်ပြရမယ်နေရာကိုလိုက်ပြပါမယ်တကယ်ကြီးတခါတော့တီးခံပါဗျာကောင်းပြီ
နောက်တဲ့နေ့ဒီလောက်မဝေးတဲ့နဲ့ပြေးလိုက်ရတော့ကတော့ဘောဟောင်းလို့ပြုတ်ပြီးမှဒါပဲတလို့စိတ်ချပါတကယ်ကြီးဒါနဲ့တကယ်ကြီးတော့ပြဘူးလားတလားခင်ဗျတလို့တခါမှမပြဘူးလို့လာပြီးကြည့်တာပဲတော့ကသိလင်းလင်းကျွန်တော်ကဘဒူပိုလင်းလင်းကြည့်နေတာပေါ့ဝင်တော့အယူထဒီကိစ္စကြောင့်သူအလုပ်ပြုတ်မခံနိုင်ပဲခီးကလည်းမွေးစီရဆိုဟုစောပန်းမွေးတယောက်တညလုံးအကြံထုတ်ရတော့ဒီစဉ်းစားစမ်းဟုတ်ပြီချိန်ရပြီနောက်တစ်နေ့ဝေလီဝင်လင်းလူလုံးမကွဲကင်တွင်ပဲစောပန်းမွေးဦးဆောင်ရဲ့တော့ဝပြည့်ရန်ထွက်ခဲ့တော်လူတခင်ကြီးတော့ကြီးပြည့်နောက်မင်းလေအားရဝမ်းသာတဲ့ဖြင့်တနက်ဖြင့်ပြည့်ခင်းလိုက်ရတော့ထဲမှာဝက်ကမလျင်ပေစွာချက်တဲ့နဲ့ဇီဝင်ကြကြလို့ရတယ်ဝင်တော့မင်းကခြေပြားထောက်၍မဆုံးတော့လူလေးတော့ဝနဲ့ကျွန်တော်ဘယ်လိုပုံမလဲမြင်ပါပြီလားမြင်ပါပြီတကယ်ကြီးမြည်ပါပြီညီတော်မင်းကမိုးစိုးတိုင်းတတိထားရတော့ဝက်ကိုလက်ကူစားပြစ်ခဲ့ရစီသည်မူမြောက်ကြနဲ့ရန်ခဲ့ကြသည်ညီတော်မင်းမလည်းစိတ်အစားပြေကရင်းနှကြပြီစောပန်းမွေးရသည့်စူးလက်ကိုသာကြောက်တက်ခံရင် very good တချီးမရတော့သည်လူလေးတိတ်တော်တယ် very good တိတ်ကိုရင်းနှမနဲ့ပြေးစားပါလားစောပန်းမွေးပြောပြတော့ဝင်းနောက်မင်းတော့ဝက်ပြစ်ပုံကပြီးကြပြီစောပန်းမွေးကဆေးတံကိုမင်းကြီးခွာရှိတ်နေတဲ့ဖြင့် no ဖတိမိမနဲ့ရမ်းဖြစ်ရတာကဘာကြောင့်တော့ဝက်သားမဆရတာတော့အာပဲကလာတော့ဝက်ရမှာလားငါမိမမွေးရတဲ့ဝက်မကြီးကိုငါလည်းကြံရတယ်ဆုံးလင်းအားကြီးမှာဝက်မကြီးကိုသောသနာသွားလွတ်ထားတာတော့ဝက်ဆိုပြီးငါနဲ့ကြီးစိတ်ကျင်းနေအောင်ပြစ်ခိုင်းရတာဝေးအဲ့ဒီအကြောင်းငါမိမလည်းသိရောသူ့အချင်းဆိုဝက်မကြီးကိုဒီလိုလောက်ရပလားဆိုပြီးငါကိုတက်ရတော့ဖက်ကိုမော့ရဟိဟာဝင်တော့မင်းတော့ဝက်ပြစ်ပွဲကကျွန်တော်တို့အတွက်ဦးတက်မတက်ရမီမောပါချင်းဟာတော်နောက်တဲ့ဖဒီပြအခန်းဆုံးကမောဝဖမ်းမိဘူးရင်းတော့ကြီးစောပန်းမွေးနဲ့တီကြခင်မရကြည်ဒီမှာကျွန်ုပ်ဤဒီသိန်းချိသည်ဤမယနာကြိုင်ဝမ်းတို့ခီးထွက်ရင်အကြောင်းပေါ်လာခြင်းမှာဖြစ်၏ယခုတော့နေသုံးနေဝဲစောပန်းမွေးသည်ကျွန်ုပ်တို့နေတို့ပေါက်ချလာခြင်းဝေးတို့ပိနာပါကလေးအလူဖတိပါလားအလေလာပြုတ်လာမလာစဘူးအလာထိုးကြလာ ਈ လားဖတိရဲ့ကိစ္စများရှိလို့လားရှိလို့လာခဲ့ရတာပေါ့ဝေးဒီလိုဝေးငါးစရာဖြစ်ခဲ့ဘူးတဲ့ဝင်းတော့မစ္စတာစလဘာဆိုတာကအခုရန်ကုန်ရောက်နေတယ်ပြီးတော့ငါ့ကိုဆက်တွေ့တယ်ရဲစံတတိပြစ်ဆုံးတဲ့မြန်မာမိုးဆုံးတရားကိုလိုချင်တယ်အဲ့ဒါငါနဲ့ကိုတတိယပြီးလာရတာဝေးသူကဘာကိစ္စမိုးဆုံးကြလို့ရင်းရတာလဲမဟုတ်ဘူးဝေးခင်းထွက်ပြီးစိတ်မြချခိုင်းမလို့ဆိုလားပဲငါလည်းတင်ကြီးချင်မရွတ်တဘူးငွေလိုတလောက်ပေးမယ်တဲ့တက်ရကြီးလို့ဆိုတာပဲစောပန်းမွေးစကားကကျွန်တော်အတမာနထီပါစလို့ဖြစ်ရသည်မို့ဖရီများရသာတုတ်ပြီဆိုတာကငွေမျက်နှာကြည့်ပြီးဘယ်တော့ငါမှအလုပ်မလုပ်ခဲ့ဘူးတိထားလိုက်စမ်းပါမိမမျက်နှာပဲကြည့်လို့ရတာပြတိသလားတော့ပြီဟင်းသာမရှိတဘောကဤပါဝါပြီးတော့သူကမျက်နှာဖြူလူမျိုးမဟုတ်လားစင်းမြစ်တွေကိုဘာတမောနဲ့ရှာမှလဲကျွန်တော်တို့ဥပမာပြောပြမယ်မြန်မာနိုင်ငံရဲ့ရှားပါတဲ့တဘာဝတက်ခွာတွေကိုနိုင်ငံခြားကိုတောက်ယူပြီးသူတို့နာမည်တက်ပြီးကြီးပွားကြတာတွေဆိုအခုဆိုဒီတော့ဘောပဲနေမှာလူလဲတက်မြို့အမြတ်ထုတ်တာပါဗျာကျွန်တော်တဘောဘဝခံရတာရှိပါသေးဗျာခုလိုခက်ကြမှာတခါမခံရပါသေးနဲ့တော့ကဲဖဒီအားနာပါတယ်ဗျာတခြားမိုးစိုးချက်ကိုတော့ရှာပါ
真那个的亏了吧？ကျွန်တော်ဒီစကားကြောင့်စောပိုင်းမွေးတယောက်ပြုတ်ပြုတ်ပြပြဖြစ်သွားရသည်။အိုးနေပါဦးဝေငါတခြားမုတ်ဆိုးတွေကိုတီးပါသေးစေဝေဒါပေမဲ့နေလောက်စိတ်မချရဘူးပြီးတော့စိတ်မြင့်တွေကိုဘလို့တဘောနဲ့ရှာပြီးမှဆိုတာသူနဲ့သိပြီးမင်းကြီးပါ။အောင်လေငါမှမသိကြမသိတာပဲ။ तू ကမျက်နှာဖြူတယောက်ဆိုပေမဲ့ငါအဘောအိုမကဘူး။ तू နဲ့ဆက်ဆံခံရတဲ့မြမဘောလေးစားခဲ့တယ်သူကအင်္ဂလိပ်ဆိုပေမဲ့အစင်ညာခွဲခြားခဲ့တယ်လူမဟုတ်ဘူးစောပိုင်းမွေးကသူ့ဆရာဖြစ်ခဲ့သည့်မစ္စတာဆလဘာကျန်းကိုအောက်ပါတိုက်ပြောပြခဲ့သည်မစ္စတာဆလဘာဒီမြန်မာထုံးနဲ့ဇင်လာရင်းချင်းမှုတို့ကိုအလွန်စွာမျက်နှိုးရကအင်္ဂလန်မှရှိစဉ်ကပင်စိတ်ဝင်စားစွာလေးလာခဲ့သည်မြန်မာပြည်ရောက်၏အမှုတန်းစဉ်ကလည်းတက်နိုင်သူရဲ့မြန်မာမှုကိုခံယူကျင့်သုံးလေရှိသည်သူ့နာမည်ကိုပင်မြန်မာအမည်မှဲ့ထားသေးသည်ကျွန်ုပ်နာမည်မောင်ဖုံးဝေပါဟဲ I am Johnny ခွေးဘူးဘိုးကမြန်မာနာမည်မြန်မာကဘိုးနာမည်ဟုတ်ပါပြီတလားမြန်မာဂီတကလည်းမျက်နှိုးကနားဆင်နေရှိသည်ဖော်ကဝေရိုးရဖော်ကဝေရိုးရတဲ့ဘုတ်လောက်လုံဆဲမအောင်ဆရာကြီးမှားပါတယ်သူကိုဖိတ်ကြားတော့အလူမင်္ဂလာဆောင်တို့ကိုတိုက်ပုံငါးမောင်းစကားနဲ့လာရောက်ချင်းမြင့်တယ်ဝင်းတော့မင်းဥဖုံးငွေကြပါခမညာညီမတို့ကိုယ်ကွယ်ရာဗုဒ္ဓဘာသာဖြစ်သောဗုဒ္ဓတရားတို့ကိုလည်းသူနှစ်တက်၍လေးလေစီးပူးလေတော့၏ဆွေးနွေးဗုဒ္ဓဂေါရမကပြောတယ်မို့လားလောကကြီးမှာအနန္တတပွားဆောင်ရမယ်တဲ့ဖြစ်ပြတာရှိလောကမှာငါဆိုတဲ့အစွဲဖြတ်နိုင်ဖို့ကကြိုးစားရမယ်မဟုတ်လားဘုံကဘမဝါဖတ်မဲ့ဘိုးပဲသူ့အိမ်တွင်ဗုဒ္ဓကျမ်းဂန်များနှင့်ပတ္တရိဆောင်းများတူနေသည်အတဟိအတနောနောထမိမိကိုကကိုကွယ်ရရှိ၏တဲ့ very good တရားပဲ very good နေတိုင်း charge တက်ကဲ့သို့လာပြီးလာကွယ်ဥပုံများတွင်ဖျားဖူးခြင်းစီမီရည်ရန်တက်လူခြင်းများကိုပြုလုပ်၏ဤသူပြုရသည့်ကုသိုလ်ဒါနသည်နိဗ္ဗာန်ကိုအထောက်ပံ့ဖြစ်ရလိုပါ၏ဖျားမြမကြီးသားများကိုလည်းခုံမင်းစားဖောက်တဲ့သည်မြမတကြီးသားများကိုလည်းခုံမင်းစားစားတော့ကြ၏ကျွန်တော်လည်းတို့လိုမြူတီရှူးရှဲနဲ့မုန်းငါတပွဲထပ်တွေပါလူလေးကိမုံမစားခြင်းမုံဘိမုံစားခြင်းနဲ့ကျွန်တော်ကိုဘိမုံဝယ်ကြပါဘိုင်းစိညစ်လာပြီနော်ငါပြီးကိုလည်းနှိမ့်ချိုက်သူဖြစ်၍မစ္စတာဆလမစ္စစ်လဘန်နဲ့မကြခဏတကြရန်ဖြစ်ရသည်တာလင်ယူဝကြီးကနန်းနေနိုင်ရင်ဝဝမှတ်သွားနေပါကျွန်တော်ကတော့ငါပြီးရပါမှသမင်းစားလို့ကောင်းမယ်လိမ့်မယ်မဆွီဒီစောပဲမင်းကသူ့စကားကိုဆုံးသက်ပြီးသူဟာအင်္ဂလိပ်မိဘနှစ်ပါးကမွေးလို့တာအင်္ဂလိပ်ဖြစ်ရတာပါတကယ်တော့မြန်မာတဦးထက်တောင်မြန်မာမှုကိုနှစ်တက်တဲ့တူပါပဲအတော်ဆန်လာတဲ့ဘူပဲဗျကျွန်တော်ကငါပြီးနှစ်တက်တော့မျက်နှာဖြူတောက်ကိုလွန်စွာစိတ်ဝင်စားမိပြီးခရီးပြပြတဲ့မျက်နှာဖြူကျွန်တော်တိတ်စိတ်ဝင်စားတယ်ကျွန်တော်နဲ့သူနဲ့တွေ့ချင်ပါတယ်ဝမ်းသာလိုက်တော့ဝင်ဒါဆိုနေမနာပြန်ငါ့လာခဲ့သူရဲ့ညဝင်လိုက်ပုံဟောင်းမီပတိဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ဖက်ပြေးသွားတာလေးရတော့ကျွန်တော်ရာသာတက်ပြီးကျွန်တော်နဲ့ရုပ်ခရာစာအပိုင်းလေးဖြစ်ပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းအပိုင်းနဲ့ကိုတင်ပေးသွားမယ်ပြည့်တဲ့အတွက် channel လေးကို like နဲ့ subscribe လေးလုပ်ပေးကြပါအားလုံးချွေးလန်းချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေခင်ဗျာ